ကြိုက်နေတဲ့ main ကလေးစီကစာပြန်မလာတဲ့အချိန်မှာပဲသူ့ကောင်းထဲမှာအကြံတစ်ခုပေါ်လာတယ်အစမှာတော့သူကဘီယာပလင်းတွေကျန်းကျင်ပေါ်ပြန်ကျင်းနေတဲ့ပုံပို့လိုက်တယ်ပြီးတော့ main ကလေးရဲ့တိုက်ခန်းအောက်ကညဘက်မြင်ကွင်းကိုလည်းပို့လိုက်သေးတယ်အဲ့ဒီအရေးအမွှနောက်လိုက်ပြီးရောက်လာတော့သူကကလပ်ထိုင်ပေါ်မှာမူပြီးမှောက်နေတာတွေ့လိုက်ရတယ်ရှီဟန်ရောက်လာတာမြင်တာနဲ့သူချက်ချင်းတရုပ်ဆောင်တော့တယ်ရှီဟန်ကသူ့ကိုအနာဆွဲချလိုက်ပြီးလက်မျိုးထိုးကစိတ်မာတဲ့ main ကလေးလို့ပြောလိုက်တယ်ရှီဟန်လည်းဘာဖြစ်နေလဲမသိပဲကြောက်သွားတယ်အစကသူ့ကိုစဆွဲဆောင်ခဲ့တာသူမှပဲဖြစ်ပြီးအခုတော့စိတ်ဝင်စားလာအောင်လုပ်ပြီးမှပြန်လွတ်ပေးလိုက်တာလားလို့သူမေးလိုက်တယ်မူးနေတယ်လို့နဲ့ပဲရှင်းရှီဖန်ကိုတာဝန်နဲ့တယ်လို့ဆွဆွဲပြီးငါးများကြိုက်ရင်ဘာလို့ငါမစားတာလဲလို့မေးလိုက်တယ်သူမကသူ့မွေးနေ့ကိုတေချာကလေးစိုက်ပြီးကျင်းပပေးတဲ့ကလေးကသူမမှာသူ့ကိုခံစားချက်ရှိတယ်ဆိုတာသူသိထားပြီးသားပဲဒါကြောင့်ပြန်ရောက်ချင်းသူမစီလာခဲ့တာရှင်းရှီဖန်ကိုအရင်ဆက်ဆံရေးကနာကျင်စရာအမတ်တရားတွေကတကယ်လွတ်မြောက်သွားအောင်ကူညီဖို့ပဲသူကသူ့စာတိကနေပဲနီလေးနဲ့အိုးယူလာပြီးသူ့နီးသူ့ဟန်နဲ့စိတ်ဖက်ဝင်နဲ့အင်းတစ်ခွက်လုပ်ပေးခဲ့တယ်အဲ့ဒါကသူမရဲ့စိတ်ညစ်တာတွေပြည့်စုံတယ်လို့ပေါ့အရင်ဆုံးကိုချစ်တဲ့ကိုလည်းမှားတယ်ဘဝကိုပျော်နေဖို့ကအရေးကြီးဆုံးပဲလို့လည်းပြောတယ်ကျန်တာတွေကတော့ဖြည်းဖြည်းချင်းတဘာဝအတိုင်းဖြစ်လာအောင်ထားလိုက်ဖို့ပြောတယ်သူ့ရဲ့မျိုးထွေးမှုနဲ့နားလည်ပေးနိုင်မှုကြောင့်နောက်ဆုံးတော့သူမလည်းဒီဆက်ဆံရေးကိုစပြီးလက်ခံလာတယ်ဒါကြောင့်ရှင်းရှီဖန်ကကျောင်းဝင်ခွင့်စာရလာတဲ့အချိန်နိုင်ငံခြားသွားမယ့်အစီအစဉ်ကိုဖေဖော်ဝါရီကနေအောက်တိုဘာအထိရွှေ့လိုက်တယ်နေသေးစုကျင်တယ်ဆိုတဲ့အကြောင်းပြချက်မျိုးစုံတွေပေါ့သူမရဲ့စိတ်ထဲကအမှန်တရားကိုတော့တကယ်ချင်းတွေကအရင်ကတည်းကရင်းနှီးနေပြီးသားပါအိမ်ပြန်ရောက်တော့မိဘတွေကလည်းသူမဆုံးဖြတ်ချက်ကိုထောက်ခံတယ်ဒါပေမဲ့ရှင်းရှီဖန်ကတော့ဒီသတင်းကိုသူ့ကိုဘယ်လိုပြောရမလဲမသိဘူးစကလုံးတွေကိုထက်ခါရေးပြီးမကြိုက်လို့ပြန်ဖြတ်လိုက်နဲ့ငါပြောအရေးအမွှေးပေးနေတယ်လို့ပဲဖြစ်နေလို့ပါကံကောင်းတာကအခွင့်အရေးတစ်ခုပေါ်လာတယ်နောက်နေ့မှာတော့ဟိုတယ်ကအဖွားအိုတယောက်ကအဆုတ်ကင်စာကြောင့်အရန်ဒုက္ခရောက်နေတယ်ဒါပေမဲ့အသက်ကြီးလို့ခွဲစိတ်မလုပ်ချင်ဘူးရှင်းရှီဖန်ကချက်ချင်းပဲတင်စာအထူးကုဆရာဝန်ရှိဆွေကိုတတိယသွားပြီးသူ့စီမှာကုသမှုခံယူဖို့အဖွားကိုတိုက်တွန်းလိုက်တယ်ရှင်းရှီဖန်တကားကနေဝင်လာတာနဲ့သူမရဲ့မျက်လုံးတွေကရှိဆွေစီကနေမခွာတော့ဘူးအဖွားအိုတော်တစ်ခုခုမမှန်တာရိပ်မိသွားတယ်ဘာလို့လဲဆိုတော့သူမရဲ့စီကီလက်ချက်ကဝါနေတော့ရှိဆွေကလက်ထောက်ကိုတစ်ပြန်ရိုက်ခိုင်းလိုက်တယ်ရှင်းရှီဖန်ကိုတော့သူကခေါ်ထားလိုက်တယ်သူမကအကြောင်းဝင်ခွင့်ရတဲ့အကြောင်းသူ့ကိုပြောချင်ပေမဲ့ပြောရသေးခင်မှာပဲသူကသူမရဲ့တွေးခုံမှုကိုစမ်းရင်းနိုင်ငံခြားသွားမယ့်အစီအစဉ်ကိုမေးလိုက်တယ်ရှင်းရှီဖန်လည်းအမှန်တိုင်းပြောပြလိုက်ရတယ်ပြီးတော့အားနာပြီးသူမပြန်ထွက်သွားဖို့လုပ်ပေမဲ့ရှိဆွေကသူမကိုပြန်ဆွဲထားလိုက်တယ်သူစိတ်ထဲမှာတော့ပြောနေခဲ့ပေမဲ့မျက်နှာကိုတီတီထားပြီးသူမမှာဘာယောဂမှမရှိဘူးလို့အတိမရှိတာပဲအားနဲ့ချက်လို့ပြောလိုက်တယ်ဒါပေမဲ့အဲ့ဒီနောက်ကစပြီးသူကသူမကိုတက်တက်ကြွကြွနဲ့ဆက်ချင်းတက်လာတယ်နေ့တိုင်းပဲနီလေးကိစ္စကိုအကြောင်းပြပြီးရှင်းရှီဖန်ကိုတပ်ပုံရိုက်ပို့ခိုင်းတယ်သူမလည်းအမြဲတမ်းပူပေါင်းပေးတယ်တနေ့တော့မိဘတွေတောင်တက်သွားပြီးဟင်းမချက်ထားလို့သူမတာဝန်မကျေနိုင်ဘူးလို့ပြောလိုက်ရတယ်အဲ့ဒီအချိန်သူပြန်ပို့လာတဲ့စာကသူမရင်ခုန်သွားစေတယ်မင်းကိုပဲလူချင်းတွေ့ချင်တာရှင်းရှီဖန်ကဘယ်လိုပြန်စာရေးရမလဲစဉ်းစားနေလုံးမှာပဲတငယ်ချင်းတွေကညစာစားပွဲကိုဆွဲခေါ်သွားကြတယ်ဒီဘက်မှာတော့ရှိဆွေကသူမစီကစာပြန်မလာလို့စိတ်ညစ်နေတယ်ဒါပေမဲ့မကြခင်ပဲအကြံတစ်ခုထွက်လာတယ်အစကစက်ကွက်အတိုင်းပဲရှိဆွေကမူးယောင်ဆောင်ပြီးရှင်းရှီဖန်ကိုတာဝန်မဲ့တယ်လို့စက်တိုက်အပြစ်တင်နေတယ်စိတ်မကောင်းဖြစ်သွားတဲ့သူမကသူဖျားသွားမှဆိုလို့အကြောင်းပြောင်းပြီးသူ့ကိုအိမ်ပြန်ပို့ပေးလိုက်တယ်ဒါပေမဲ့ရှင်းရှီဖန်ထွက်သွားတာနဲ့ရှိဆွေရဲ့မူးယောင်ထားတဲ့မျက်နှာကချက်ချင်းပြောက်သွားတယ်သူမကိုပြန်ရအောင်လုပ်မယ်လို့သူစိတ်ထဲမှာဆုံးဖြတ်လိုက်တယ်သူလုံးဝမထင်ထားတာကတော့ရှင်းရှီဖန်ရဲ့စိတ်အနှောက်အယှက်တွေတဲ့ဒီသားဟောင်းပြန်ပေါ်လာမယ်ဆိုတာပဲ